ညနေစီစာချိန်တွင်တစ်ချိန်မြင်မှုတွေ့ဘူးကြုံမှုခဲ့ရတဲ့တော့ကနှမလေးရဲ့တွင်တွေ့လေတိုင်းတရေရေကမြင်ရေအိုးပိုက်ခါနဲ့ရေခတ်ဆင်းလာတွင်ရမင်းကညာလားထင်မှမိစရာပဲညနေစီစာချိန်တွင်တစ်ချိန်မြင်မှုတွေ့ဘူးကြုံမှုခဲ့ရတဲ့တော့ကနှမလေးရဲ့တွင်တွေ့လေတိုင်းတရေရေကမြင်ရေအိုးပိုက်ခါနဲ့ရေခတ်ဆင်းလာတွင်ရမင်းကညာလားထင်မှမိစရာပဲရင်နာပင်မြင်ပါလေဘဝညွနူအလားထူတဲ့တွင်ရင်နာပင်မြင်ပါလေဘဝညွနူအလားထူတဲ့တွင်အိုးလေးပိုက်ခါနဲ့တမျိုးလေးကြိုက်စရာကွယ်ရင်ရွာဝင်ပြန်လန်းတွင်ခတ်တာကိုပန်းသရှင်ပန်းလို့အမြင်ဆန်းရှင်လန်းပါတဲ့တော့ကလူမေခင်စီစာချိန်တွင်တစ်ချိန်မြင်မှုတွေ့ဘူးကြုံမှုခဲ့ရတဲ့တော့ကနှမလေးရဲ့တွင်တွေ့လေတိုင်းတရေရေကမြင်ရေအိုးပိုက်ခါနဲ့ရေခတ်ဆင်းလာတွင်ရမင်းကညာလားထင်မှမိစရာပဲရင်နာပင်မြင်ပါလေဘဝညွနူအလားထူတဲ့တွင်အိုးကလေးပိုက်ခါနဲ့ဟောတမျိုးလေးကြိုက်စရာကွယ်ရင်ရွာဝင်ပြန်လန်းတွင်ခတ်တာကိုပန်းသရှင်ပန်းလို့အမြင်ဆန်းရှင်လန်းပါတဲ့တော့ကလူမေခင်သူ့အတွင်းရှုမြင်လူရင်အခါကတွေ့လူပမာပြုရင်အမြင်ဆန်းသဘာဝမှာလန်းနဲ့ပန်းကောင်းတပွင့်တွင်ရင်တဲ့ရင်ဩလှတဲ့လှနေပါလေရင်ပြနံမွေအစင်းလဲမညူမာမှန်မြဲစေရနာအပြည့်ဝနဲ့မောင်ကြီးမှာစိုးရင်စိတ်ဝင်အတွင်ဆန်းပါတဲ့ပန်းကောင်းတစ်ပွင့်တော်လုံးနေခင်လိပ်ပြပဒုံတို့ဝီသုံးညရဲ့ရနံ့ပြည့်လူညူမာကိုဘူးပဲအဲ့ဒါကြောင့်လေသဘာဝကမွေးပွားလာတဲ့ချောနာသမီးတို့တော်လုံးနေခင်အပြုတ်ပြင်ထူးတဲ့ဥယျာဉ်မှုရဲ့လက်တွင်ရှင်တန်လန်းဆန်းနေသေးခြင်းပန်းကောင်းညွန့်ကျိုးညိုမှလဲတွေးရတာသူပဲအတွင်ဆန်းပါတဲ့ပန်းကောင်းတစ်ပွင့်တော်လုံးနေခင်လိပ်ပြပဒုံတို့ဝီသုံးညရဲ့ရနံ့ပြည့်လူညူမာကိုဘူးပင်အဲ့ဒါကြောင့်လေသဘာဝကမွေးပွားလာတဲ့ချောနာသမီးတို့တော်လုံးနေခင်အပြုတ်ပြင်ထူးတဲ့ဥယျာဉ်မှုရဲ့လက်တွင်ရှင်တန်လန်းဆန်းနေသေးခြင်းပန်းကောင်းညွန့်ကျိုးညိုမှလဲတွေ့ရတာသူရင်နာပင်မြင်ပါလေ
လေးပိုက်ခါနဲ့ဩတမျိုးလေးကြိုက်စရာွယ်ရင်ရွာဝင်အပြန်လ